ကျွန်တော်တို့ဒီလိုမျိုးစလင်းနဲ့ထည့်ပြီးတော့ထိုးစလင်းနဲ့ထည့်ပြီးတော့ဒီပေါက်တော့ထိုးထည့်ဒီမှာတစ်ချက်တည်းမနေ့ကစိတ်ထိုးထားတဲ့ပင်ဒါခဏလာဖြုတ်ထားတာထိုးတုတ်ထားတာပေါ့နော်ထဲမှာမိုးရွာလိုက်တော့ဘယ်လိုဖြစ်ကုန်လဲမသိဘူးတကယ်လို့မိုးမရွာဘူးဆိုလို့ရှိရင်ဒီဆေးတွေကကုန်ပြီပေါ့နော်ဟိုကမိုးရွာလိုက်တဲ့ကုန်တဲ့စလင်းကတော့ကုန်တယ်မကုန်တဲ့စလင်းမကုန်ပေါ်လမ်းကြောက်တက်တဲ့ကောင်တော့ကုန်သွားတော့နော်ဒီနဘေးအပေါ်လမ်းကြောက်မတက်တဲ့ကောင်နဘေးကကောင်ရတော့မကုန်ဒီမှာဒီကောင်လေးဆိုလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်ဒီခက်နဲ့တိုက်နေတာပေါ့နော်ဒါကြောင့်မလို့အပေါ်မတက်ဘူးအကုန်တဲ့ကောင်တော့ကုန်သွားရင်20ကျော်ဘယ်တော့မှမကြံတော့ဒါဝင်တော့ပြန်ထည့်တာခဏတော့အများကြီးကြံသေးတယ်အခုဆိုလို့ရှိရင်ပြန်9မိနစ်လောက်ရှိတော့မှပြန်ထည့်တာဒီဆေးပဲမနေ့ကဆေးပဲဒီနောက်ထပ်တစ်ဆက်ပြန်တိုးလိုက်တာဗောဒီတန်ကြောင်းနောက်ထပ်တစ်ဆက်ပြန်တိုးလိုက်တာကုန်တော့မယ်ရိုက်အဲ့လောက်ဆိုလို့ရှိရင်အဲ့လောက်ဆိုလို့ရှိရင်တော့ရိုက်ဗောနော်ဒါလေးဖြုတ်မယ်ဖြုတ်ပြီးတော့ဒါကိုဖြုတ်မယ်ဒါပြီးတော့အဲ့ဒီပေါက်ကိုဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဖျောင်းနဲ့တိတ်ရတယ်တိတ်ဖျောင်းနဲ့မတိတ်ဘူးဆိုလို့ရင်ထုံးနေပေါ့နော်ထဲဟိုထဲထိဝင်တာပေါ့နော်အဲ့ဒါမျိုးကတော့ဒီစလင်းနဲ့ထိုးတာတော့ဒီမှာလေထိုးစလင်းနဲ့ထဲတာဒါကတော့ရသလို့ပဲမရိုက်မစောက်ရင်လည်းမထဲတော့ဘူးပြီးတော့ဒီစားတယ်ဒါလေးရဒီမှာဒါပေါ်ရထုတ်တယ်ပြီးသွားပြီ对了，哦，包起来ဝင်တာပေါ့နော်အဲ့လိုမျိုးစေဘုံမိတ်ကြံခဲ့ပြီးတော့ဒီဟာလေးဆေးပြန်တုပ်ပြရမယ်အဓိကကတော့ပေါ့နော်ဒီဟာလေး6တွေ့မှုကောက်ဖို့ဆိုလို့ရှိရင်နောက်ထပ်တစ်ချိန်ဆိုလို့ရှိရင်မက်ဒလင်စီကထဲကြရမလို့ဒီဟာလေးပေါ့နော်ဒါမနေ့ကကျွန်တော်မက်ဒလင်စီကထဲတော့နည်းနည်းလေးပဲကျွန်တော်ထဲထားတယ်ဒါပါရမချိန်နောက်ထပ်တစ်ချိန်ဆိုလို့ရှိရင်ဒါ phosphoric acid ကိုပေါ့နော်ရေနည်းနည်းလေးနဲ့ရောပြီးတော့